မင်္ဂလာပါရှင်တန်တာအင်ချမ်းမြေမှကြိုဆိုပါရရှင်တန်တာကိုမေးကြတဲ့ထွန်းတုံး frame ထဲမှာ20-60လေးကိုဂရန်အမီဘောက်တန်းတစ်ကလေးနဲ့ရှိဘူးလားလို့မေးကြတဲ့ချစ်ရဲ့တဲ့တွေအတွက်အခုဖြေပေးလိုက်ပြီနော်ထွန်းတုံးထဲမှာမနော frame စစ်ကလေးရှိပါတယ်လို့20-60လေးကိုတိုက်ပါလေးနဲ့ရမှာပါလို့လမ်းလေးကတော့48လမ်းမကြီးအနီးနဲ့110လမ်းမကြီးအနီးမှာတည်ရှိပါတယ်ရှင်အသစ်နေတိုက်ပါ RC 3ထပ်လေးကိုမှမျက်နှာပွင့်20နဲ့နောက်ကျောင်းပေ60ရှိပါတယ်အလှည့်လေးကတော့တောင်းလှည့်လေးဖြစ်ပါတယ်ရှင်ဖွဲ့ထားတဲ့အခန်းပွဲလေးတွေကတော့ RC 3တက်ကို Master 2ခန်းနဲ့ရိုးရိုး3ခန်းဖွဲ့ထားပါတယ်အခန်းပွဲလေးလှပါတယ်ရှင်လမ်းသားလေးကလည်းကျဲပါတယ်ရှင်ရောင်းချမဲ့ဈေးနှုန်းလေးကတော့3,8500ညှိနှိုင်းလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့တန်တာအင်ချမ်းမြေ3998583633လုံးခုကိုဆက်သွယ်ပြီးနေပြင်ကြည့်လို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်